ဆိုခုနဘာကိခုနပြောတာ bro တီတီကိုပြောတာပါ pilot training pilot training flight simulator တွေ့ပြီဟာ93တောင်မှ rating ကကောင်းလာပြီလားပဲကောင်းလေးပေါ်နေတယ်တင်ပြောက်သွားပြန်ပြီ search ဒီမောင် invite လို့ရလားမရဘူးအဘာဝင်ကြည့်ရတယ်ချောလို့လားကောင်းလာလား friend က300ကျော် what the fuck ဆယ်လီပဲ okay ဆိုတော့ကျွန်တော်တို့ကဘာကြီးလဲ offline ဖြစ်နေတယ် offline तू offline ဖြစ်နေတာလားဒီမှာလူမသိအောင်ပိတ်ထားမှာပေါ့ဘယ်ရောက်သွားပြီတော့ခုန bro okay ပဲလောဆယ်လေမြန်နဲ့ပတ်သက်တဲ့ဟာပဲဒီနေ့ live ဟိုလွှင့်ခြင်းလို့လေဆိုတော့လာဒီထဲကိုကျွန်တော် join ပြီးွားမှဒီမှာ invite ရမှာတင်တယ်ဟုတ်လားinvite friend လာ invited ချားလို့ရဘယ်သူဆော့ကြနောက်နေ့မှတဖြည်းဖြည်းအပေါ်ပြန်ရှာရမယ်ဟလာကျွန်တော်ဝင်တာမရဘူးဟဲခုနလာမယ်ဆိုvisit က900 million 900တောင်ကျော်ရှိတယ်ကျန်လာပြီလားစမ်းကြည့်အောင်မလေး bro TT ကိုသူတော်တခြားကိန်းဆော့ရင်တော့မှသူ့ရဲ့ကိုယ်ရဲ့2ယောက်တည်းရှိတာဆိုသူပြောထားတာဆိုတော့ဆော့ရမယ်မဖြစ်မနေဆော့ရမယ်တခြားကိန်းဆော့ရင်တော့အမြဲလိပါပြန်သွားရမှာဒါ runway ဒါ runway ဒီတာ